여러분 안녕하세요.အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်မျှဝေပေးချင်တာကတော့ဇီးသားကြောင်းလဲဆိုတာကိုကိုရီးယားလိုဘယ်လိုပြောမလဲဆိုတော့ဇီးသားကြောင်းလဲဆိုတာကိုကိုရီးယားလိုနွန်နီနို့တာလို့သုံးပါတယ်နွန်နီနို့တာကိုထားလိုက်ဘာသာပြန်ရင်တော့နွန်ဆိုတဲ့မျိုးလုံးကနို့တာဆိုတာမြင့်တယ်လို့ပြန်ပါတယ်ဒါပေမဲ့ဆိုလိုတဲ့အဓိပ္ပာယ်ကဇီးသားကြောင်းလဲလို့ပြောချင်တာပါအဲ့တော့ကိုတငယ်ချင်းတွေပါပဲဖြစ်ဖြစ်အတီထဲမှာဖြစ်ဖြစ်အဲ့လိုမျိုးပစ္စည်းတစ်ခုဝယ်တဲ့အခါမှာစောင်းရန်ရွေးလုံးတဲ့လူမျိုးပေါ့နော်အဲ့လိုမျိုးဈေးတွေဘာတွေသွားတယ်ပစ္စည်းတွေဟိုကမကြိုက်ဒီကမကြိုက်အဲ့လိုမျိုးဇီးသားကြောင်းလဲလူမျိုးသုံးပါတယ်ဥပမာပြောရရင်제 친구는 눈이 높아서 아무 옷이나 안 사요. 제 친구는 눈이 높아서 아무 옷이나 안 사요. 우마 매야 연지다 정나면 거를 표진 너는 눈이 너무 높아요. အဲ့လိုမျိုးပြောလို့ရပါတယ် ကြည့်ရှုပေးတဲ့ရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်